Hello အားလုံးပဲမင်္ဂလာပါ Binance ကိုအရင်ဝင်လိုက်ရအောင်ဒီနေ့မှာတော့ Binance မှာဘောက်တွေကောက်ထားလို့မွားစီတက်နေတဲ့coin တေးသေးလေးတွေပေါ့နော် coin တေးနှုတ်လေးတွေ PC ညှောက်တောက်လေးတွေကို small amount chain နဲ့နီးကိုလောက်ပြမှာဖြစ်ပါတယ်ဒီမှာ small amount chain နဲ့နေရာလေးပေါ့နော်ဒါပေမဲ့ကျွန်တော်ကမ chain နေတဲ့ coin တွေရှိတယ်အဲ့ဒါတွေကိုအရင်ဆုံး support တွေကိုပြောင်းထည့်လိုက်အောင်မယ်ပေါ့နော် support တွေကိုဘာလို့ပြောင်းထည့် support တွေကိုထည့်လိုက်တဲ့အခါကျ support တွေကနေသူမနက်ပိုင်းကြလို့ရှိရင်မိုးလင်းကနေကြသူ automatic အန်းတွေကိုရောက်သွားမှာပေါ့နော်ကျွန်တော်ကအဲ့ဒါတွေကိုအတိုးယူမှာကြမ်းခဲ့တဲ့ဟာတွေကိုမရွှေ့ပဲကြမ်းခဲ့တဲ့ဟာတွေကို small amount ချင်းပြမှာဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော်လိုချင်တဲ့ coin တွေကိုချင်းလိုက်အောင်မယ်အဲ့ဒီ coin တွေကကျွန်တော်စုနေတဲ့ coin တွေပေါ့နော်ဒီ BNB တို့ဘာတို့တော့ချင်းတဲ့ထဲမှာမထည့်ခြင်းဘူးပေါ့အဲ့ဒါကြောင့်ကျွန်တော်ရှာလိုက်မယ်ရှာပြီးတော့ကိုအဲ့ဒီ support တွေကိုတစ်ခုချင်းပြောင်းရွှေ့လိုက်မယ်ပေါ့နော်တကယ်လို့ကိုဟာကိုအကုန်ပြောင်းနေတယ်ဆိုရင်ပြောင်းလိုက်လို့ရတယ်ပေါ့နော်ဒီနေ့ကိုကောက်ထားတာဘယ်လောက်ရှိလဲ 0.1 ရှိလား2ရှိလား3ရှိလားပေါ့ကိုကအကုန်လုံးကိုပြောင်းလို့ရတယ်ကိုကအားလုံးကို BTC ပြောင်းမလားEthereum ကိုပြောင်းမလား Solana ကိုပြောင်းမလား USDT ကိုပြောင်းမလား USDC ကိုပြောင်းမလားsmall amount chain မှာကျန်တဲ့ coin တွေကိုတော့မရဘူးပေါ့နော်အဲ့ဒါတွေပဲရတယ်ကျန်တာတွေကို chain ကျင်နေဆိုရင်တော့ combat နဲ့ပြောင်းနေနည်းရှိတယ် fee မပေးရဘူးပေါ့နော်အဲ့ဒါကတော့နောက်မှတက်လောက်ပြမယ်အခုကတော့ဒီမှာအစမ်းလေးဒီ chain လိုက်တဲ့ small amount chain နဲ့လုံးလိုက်တဲ့ဟာကျန်တဲ့နည်းနည်းပါလောက်ကိုတော့အခုဒီမှာအဲ့ combat နဲ့ပြောင်းပြပေးမယ်ပေါ့နော်အားလုံးပြီးသွားရင်လောလောဆယ်တော့ဒီကောင်လေးတွေရွှေ့လိုက်အောင်မယ်ကိုကတော့မပြောင်းညင်ဘူးဆိုရင်လည်းရတယ်မပြောင်းညင်ဘူးဆိုရင်တော့ဒီတိုင်းမဲ့ sport တွေကိုရွှေ့လိုက်သူဟာသူတိန်းသွားလိမ့်မယ်တကယ်လို့ chain ညင်နေဆိုရင်တော့ BTC ကို chain လို့ရမယ် Ethereum chain လို့ရမယ် Solana chain လို့ရမယ် USDT chain လို့ရမယ် USDC chain လို့ရမယ်ကျန်တဲ့ coin တွေတော့မရဘူးအဲ့တော့ဒါလေးတွေကကျွန်တော်စုနေတဲ့ဟာလေးတွေမို့လို့ပေါ့နော်ဒါလေးကိုတိန်းထားပေးတာဒီနေ့ကျွန်တော်ကောက်တာတော့0.8လားမသိဘူးအဲ့လောက်တော့ရတယ်အဲ့ဒီထဲဟာတွေကိုကြိုက်တဲ့ coin တွေကိုရွှေ့ပြီးဘယ်လောက်ကြံမလဲတော့မသိသေးဘူးပေါ့နော်အဲ့ဒါလေးတွေကိုကြည့်လိုက်မယ်ဒီမှာ TRH တို့ဘာတော့ကျွန်တော်စုနေတာဒီမှာ tan တို့ဘာတော့ကျွန်တော် chain လိုက်ရွှေ့လိုက်မယ်အဲ့ဒါတွေကတိန်းလိုက်မယ်ပေါ့နော်တိန်းပြီးတော့မှဒီမှာ ATC တို့ BNSOL တို့အဲ့ဒါတော့ကျွန်တော်စုထားတဲ့ coin တွေအဲ့ကြောင့်မို့လို့မ chain တော့ဘူးပေါ့နော်သူတို့တော့ဒါဆိုရင်တော့ဒါပြီးရင်တော့ရပြီကုန်သွားပြီပေါ့နော်ပြန်စစ်ကြည့်လိုက်မယ်ပုံမှာကြံသေးလားမရှိတော့ဘူးမရှိတော့ဘူးကုန်သွားပြီဒါလေးတွေကိုချိန်ပြမယ်ပေါ့နော်ဘယ်လောက်ရှိလဲဆိုတော့ 0.45 0.045 အဲ့ဒါကို small amount chain လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ဒီမှာခုနလို BNB chain လို့ရမယ် BTC Ethereum USDC ကိုကကျွန်တော်က USDT ကို chain ပါအဲကြောင့် USDT ကိုပြောင်းလိုက်မယ်BTC တို့ဘာလို့ chain ရင်တော့ပတ်စံမလောက်တဲ့အတွက်ပေါ့နော် coin အကုန်တစ်ခါတလေမ chain တော့တယ်ဘူးအဲကြောင့် USDT နဲ့ chain တာပါအဲ့တော့အကုန်လုံး coin တွေအားလုံးပါဝအောင် all နဲ့ပြီးတော့ကျွန်တော် combat ကိုနှိပ်လိုက်မယ် combat ကိုနှိပ်လိုက်မယ်ဆိုရင်အားလုံးကဒါ USDT ပြောင်းသွားမယ်ပေါ့နော် confirm လုပ်မယ်လောက်လိုက်မယ်ဆိုရင်ဒါအားလုံးက USDT ဖြစ်သွားလိမ့်မယ်ဒီမှာမရှိတော့ဘူးပြောက်သွားပြီเนาะUSDT ကိုရလာတဲ့ခါကျတော့ဒါကိုကျွန်တော်ထပ်ပြီး USDT ကိုနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်သူက combat လုပ်တဲ့ဟာလေးပေါ်လာမယ်ပေါ့နော်combat လုပ်မယ်ဒီမှာဒီနေရာလေးအဲ့ဒါဆိုရင်ကျွန်တော်ကအဲ့မှာ combat လေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာဘာပေါ်လာမလဲဆိုတော့ဒီမှာ chain နဲ့နေရာလေးပေါ်လာပြီဒါကလည်း trade နဲ့အတူတူပဲပေါ့နော် spot မှာသွား trade ရင်တော့ငါ$10လောက်ရှိမှ trade လို့ရတာကျွန်တော်က$10မရှိဘူး 0.04 ပဲရှိတယ်ရှိတယ်ပေါ့အဲ့တော့ဒီအဆက်ကလေးကိုနှိပ်လိုက်တရိကန်ပုံလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ကအပေါ်မှာ USDT ရနေပေါ့နော်ဘာပြောလဲကျွန်တော်ကရွှေလဲစုလဲဆိုတော့ဒါကဘာရွှေပေါ့နော်ကဘာရွှေအဲ့ဒါသူ့ကိုရှာလိုက်မယ် PAHG အဲ့ဒါဆိုဒီမှာပေါ်လာပြီပေါ်လာရင် PAHG ကို USDT ကနေ PAHG ကိုချိန်ပြီပေါ့နော်ဒီမှာမြားလေးကအပေါ်အောက်အဲ့ဒါဆိုလို့ရှိရင်ဒီတိုင်းနေတော့မချိန်သေးဘူးဒီက mix ကိုနှိပ်လိုက်မှချိန်သွားမယ်ဒီမှာပေါ့နော်ဒါကျွန်တော်ကဘယ်လောက်ရမလဲဆို932 coin ရမယ်932 coin ဆိုတော့ဒီမှာပြပေးမယ်ပေါ့နော်
အခုဒါဆိုရင်ဒါမရသေးဘူးကျွန်တော်မယူသေးဘူးပေါ့နော်အချိန်က8စက္ကန့်ရမယ်ငါ4ကျွန်တော်မယူလိုက်ဘူးဆိုရင်ဒီတိုင်းသူရက်သွားမယ်သူက refresh ခောက်ခိုင်းမယ်အဲဆိုကျွန်တော် refresh ခောက်လိုက်မယ်ကျွန်တော်ချိန်နေတဲ့အချိန်လေးမှာပဲပေါ့နော်ဈေးကကျသွားတယ်ကျသွားတဲ့အတွက်932ကနေကျွန်တော်933ရမှာဘာဖြစ်ပြောဟိုတစ်ခုပိုးသွားတယ်ပေါ့နော်ရွှေဈေးက9000ပေါက်တာအခုကဒေါ်လာ9000ပေါ့အဲ့ဒါဆိုရင်ကျွန်တော်ချိန်လိုက်မယ်ဒီမှာ USDT ကနေဒီမှာရွှေပြောင်းသွားပြီပေါ့နော်6 coin ပြောင်းသွားပြီ PAHG အဲ့တော့အဲ့ဒါကိုကျွန်တော် transfer နဲ့ရွှေ့လိုက်မယ် mix ကိုနှိပ်ပြီးရွှေ့လိုက်ရင်သူလည်း support တွေကိုရောက်သွားမယ်ပေါ့နော်အဲ့ဒါတွေအားလုံးအဲ့တော့ finding တွေမှာဘာမှမရှိတော့ဘူး support တွေကိုတွားကြည့်မယ်support တွေကိုဟုတ်တယ်ဒီနေ့ကျွန်တော်ကောက်ထားတဲ့ဒီမှာ 0.8 ရတယ်ပေါ့နော်အခုနကျွန်တော်ပြောင်းလိုက်တာက 0.04 ဆိုတော့$ကို4000ပဲထား4000ဆိုလို့ရှိရင်မြန်မာငွေ40ဘိုးရွှေဝယ်လိုက်တာပေါ့နော်ဒီနားမှာ5 coin ကိုဝင်လိုက်လို့ရှိရင်ဒီမှာပေါက်ဈေးရှိရ4988ဆိုတော့ကျသွားတာပေါ့နော်ကျွန်တော်9000လောက်ကနေဝယ်တာဆိုတော့အဲ့ဒါကသေချာသိချင်းဒီထဲကိုဝင်ပြီးသွားကြည့်လို့ရတယ်ဒါ sport တွေကိုရောက်သွားတာပေါ့နော် sport ထဲမှာအဲ့ဒီမှာ sport မှာ trade လို့ရတယ်အားလုံးပဲကျေးဇူးပါဘောက်ကောက်တာအများကြီးရကြပါစေနော်